အခုကဘယ်လိုကိုမျက်ချင်တဲ့ပုံစံမလုပ်ဘူး ပုံမှန်ကဟိုပါပဲလိုးဖိတ်ပဲပတ်လေထိုး ပိတ်ပုံမှန်ညနေကြလုံးပိတ်ပဲညနေ လိုပဲဒီကွာစပစ်ပေးရတယ်နော် ပြီးပါ စပစ်ဘေးဝင်တော့မလား ဟုတ်တယ် ဒါညနေကြလား ညနေကြအောင်ဆိုတော့မကြောက်နဲ့ မကြမ်းကြလားညက်ဖြစ်မညက်ဖြစ် မညက်ပြတာပထမ ညက်တာလား ဟုတ်တယ် ဥမာစာညက်ခါတာတော့စိတ်ကောင်းဖြစ်တယ်နော် ဟုတ်တယ် စိတ်တော့မရှိပါဘူးနော်ဘာမှမဖြစ်ဘူးစမပြေပြောနေတာပေါ့နော်ทำไมวะเย่ နေတော့ လောက်လိုက်ရ မဝါသားရော ဒီဘယ်လိုညက်ချင်လဲ ပုံမှန်ညနေကြအောင်ပါပဲမက်ဆေ့ချ်ကတော့ပြေးတာအဲ့ဒါအပေါ်ကနည်းနည်းပဲတူ ကျွန်တော်ညက်ချင်တယ်ဟိုပြောရလား ကြာ အဲ့ဒါတော့ပါလိုက်လောက်ကိုကျွန်တော်ပြန်ထားလိုက်ရ ရတယ်အခုကဟိုအရင်လည်းမတူဘူးဒါပေမဲ့ဘေးထွက်လာတယ်လုံး ကျွန်တော်တို့ဒီဘက်ဆက်ပဲပါကြတယ်လောက်ကိုကျွန်တော်ပါတော့ပြန်ထားလိုက် ဟောဒီလိုပဲ နားပါနားပါနားမို့လို့ကျွန်တော်ဘေးပါပြီးတော့ဆက်ပြီးထားလိုက် ဆန်းတော့ခတော့မျက်တော့မရဘူးလုံးကြည့်လိုက် တော့ကြည့်မယ်ကျုံမှာ ချာချာ ကျွန်တော်တို့လို့လည်းအစ်အဲ့လိုနည်းနည်းသိတော့ ချာချာကြီးရရ ကတော့မရတယ်ကတော့ ဟာကောင်းတော့မတုံးသေးအဲဖုန်းညွတ်သေး ကျွန်တော်ကတော့သုံးနေလားရသုံးလိုက်မယ်လေ လောက်ပါ လုံးကျွန်တော်ကတပင်းညက်ဘူးလေတပင်းညက်တဲ့တင်နေမှာတက်လာကျွန်တော်သုံးတဲ့တင်နေမှာတက်လာ ဟုတ်ဒီမှာဟို ဟုတ်တယ်အဲ့ဒါကြောင့်တပင်းညက်တင်နေဖုန်းလေးမှာစင်ဒါမဲ့တပင်းညက်တင်နေမှာညက်တဲ့ဟာပဲတင်ပေးတာကျွန်တော်သုံးတာမတင်ပေးဘူးအဲ့ဒါရ ရန်ဟိုဖုန်းညွတ်မှလာဆို လို့သုံးတော့ပါနော်ဒီအဲ့တော့စားပေးရင်ပေးလိုက် တခါလေးတက်လို့ရမှာ ဟုတ်ပါတခါရတက်တယ်မလောတော့ဒီစိတ်မှာလိုက်အာဖောင်းလိုက် ဘာနဲ့ကြိုက်လို့ပြ ချစ်ဖို့ကောင်းတယ် အဲ့ဒါကြောင့်မို့ပဲဟိုဖြစ်ကဖေးဒီ ဟုတ်တယ်ပါဖောင်းတော့ပါဒီလိုမျိုးညှစ်လို့ရှိရင်ဖြစ်တယ်လေပြည့် တယ်မယ်ဒါ ဒီကောင်ကိုတိတာ ဟုတ်
ဒါပဲအေးရတယ်ပဲ အဲ့ဒါစပင်းလေးကြည့်ချင် ဘာမှလည်းသိရတယ် ဘောကအခုကဘယ်လိုကိုမျက်ချင်တဲ့ပုံစံမျိုး ပုံမှန်ကဟိုပါပဲလိုးဖိတ်ပဲပတ်လေထိုး ပိတ်ပုံမှန်ညနေကြလို့ပိတ်ပဲည ဟုတ် ဒီမှာဟုတ်လို့ရှိရင်ဗျာဒါကိုမျိုးပြတယ်ပါပါဗျာ 哪里有你的好？ လာတော့အတူနဲ့စိတ်ကြီးဒါမှလည်းတော့ကိုညမှာလားဟိုကခုနကလိုဝိတ်ပုံနဲ့ပေါ်လဲတော့မှာ ပုံလေးပေါ့ပေါ့ 不要。 ကြည့်နေတာဒါကလည်းတော့ဂျာရီ တော့ပရိုင်ရိုက်နေတာ သိလားဘရာဘရာမသိလားဟိုတကယ်ဘရာရိုက်နေတာကျွန်တော်ဘရာမြင်ဘူးလားကျွန်တော်တော့မြင်ဘူးမှာပေါ့ကျွန်တော်မရိုက်နေတာကြားလာပြီ မမြင် ဟိုတကယ်ဘရာရိုက်တာဘယ်လိုပြသိဆို ဘူးစိုးပါဘူး ဒီစီ မဟုတ်တကယ်အတီးပြက်လားဟောမဟုတ်ပြပါမယ် တတိမလေးလား မဟုတ်ဟိုဟာလေတကယ်တင်တန်းစင်းတကယ်ဟိုဟာဖြစ်တယ်ဆိုတကယ်ဟိုယုံကြည်တော့ပြက်ရတယ်အဲ့လိုမျိုးပြီးအဲ့ဒါမဟုတ်အခုနည်းနည်းအချောင်းကြီးညံ့ရင်းနဲ့မှတတိထားမိပါအော်ပရက်မြန်ရိုက်နေတာမသိဘူး ကျွန်တော်လည်း ရနေပါမယ်ကိစ္စမရှိဘူး